င်္ဂလာပါရှင်အမဟုတ်ကဲ့ညီမလေးမင်္ဂလာပါနော်ဟုတ်ကဲ့ပါအမအရင်ဆုံးပေါ့နော်သားလေးရဲ့နာမည်လေးကိုအရင်ဆုံးဆက်ပြပါအောင်ဟုတ်ကဲ့သားလေးရဲ့နာမည်ကတော့မောင်မြတ်နဲ့ဆက်ပြပါရရှင်ဟုတ်ကဲ့ပါအမရဲ့နာမည်လေးကိုဆက်ပြပါအောင်ရှင်အမကတော့မိုက်ခင်ပြပါရှင်ဟုတ်ကဲ့ပါအမဟုတ်တွေ့ရဝန်ထားပါတယ်ဟုတ်ပါရှင်ဟုတ်သားလေးကိုပေါ့နော်ဒီ Helix တောင်းပါပေါ့နော်ဒီတက်ဖြစ်ဖို့အတွက်ရည်ချက်ပြခဲ့ပုံလေးနဲ့အတွေ့အကြုံလေးပြပြပေးပါအောင်ဟုတ်ကဲ့ရှင်သားလေးကိုဒီပညာရေးပေါ့နော်ဆက်လန်းတော့မယ့်အချိန်မှာအကြောင်းလေးတွေမိဘတရားအနေနဲ့စုံစမ်းကြမေးမြန်းကြတဲ့အခါမှာဒီ Helix ကြောင့်လေးကိုမတို့က online ကနေတွေ့ရှိခဲ့တယ်ပေါ့နော်အဲ့နဲ့တာမင်းနေအောင်တိုင်ပင်လိုက်တဲ့အခါမှာတားလေးကလည်းဒီ Helix ကြောင့်ကိုသဘောကျတယ်ပေါ့နော်အဲ့နဲ့တားလေးကတော့ Helix ကြောင့်ကိုပဲရွေးတက်မယ်ဆိုပြီးတော့အမကိုတိုင်ပင်တယ်ပေါ့နော်အမကလည်းတက်ပူပြီးသားရှိတဲ့မိဘတွေနဲ့မေးမြန်းကြည့်တယ်အပြင်မှာHelix ကြောင့်လေးရဲ့အကြောင်းလေးကိုနည်းနည်းစုံစမ်းကြည့်လိုက်တဲ့အခါမှာ recommend တွေလည်းကောင်းတဲ့အတွက်အမတို့တာမင်းနေအောင်တော့ဒီ Helix ကြောင့်လေးကိုရွေးချယ်ပြီးခဲ့တာပါရှင်ဟုတ်ကဲ့ပါအမအခုဆိုရင်ပေါ့နော်သားလေးရေပေါ့နော်အောင်မြင်မှုနဲ့ထူးခြားမှုလေးတွေကိုလည်းအမတို့ပြပြပေးဖို့ပေါ့နော်ပြီးတော့ဘယ်လိုတွေရောပံ့ပိုးပေးခဲ့ရလဲဟုတ်ကဲ့ရှင်သားလေးကတော့သူကငငယ်ကလေးကသူ့ဘာသူလေးစာလုပ်တယ်ရှင်ငငယ်မှာလည်းငယ်တန်းတစ်တန်းနှစ်တန်းကလေးကနေသူစုတွေထူးခြားစုတွေရလာတယ်ရှင်အမားတို့ကနေပြီးတော့တီးတန့်ကြီးထူးထူးခြားခြားသားလေးစာကြည့်ပါတော့ဘာလို့ပြောနေကြမလို့ပဲနဲ့သူကသူအင်္ဂါလေးတွေပြီးမှဆော့တက်တဲ့ကလေးလေးဖြစ်တယ်အင်္ဂါလေးတွေကိုမိဘတွေကမပြောရဘဲနဲ့လုပ်တတ်တဲ့ကလေးလေးဖြစ်တဲ့အတွက်သူကနှစ်စဉ်နှစ်တိုင်းထူးခြားစုလေးတွေရပါတယ်ရှင်ဟုတ်ကဲ့ပါအမငယ်လေးတွေကဒါထူးခြားလေးကလေးလေးဟုတ်ကဲ့ပါရှင်ဟုတ်ခုလိုမျိုးပေါ့နော်ဒီသားလေးရပေါ့နော် high end အများကြီးနေပေါ့နော်ထူးချွန်သွားတယ်ပုံမှာမအနေနဲ့ရှင်နေရစကားတည်းပြပြပေးပါဟုတ်ကဲ့ရှင်အရန်ပြောပါတယ်ရှင်ဟုတ်ကဲ့ရှင်သားလေးဆောင်းမဖြစ်ရဲ့နေရနဲ့အမားတို့တွေကလိုက်ပြီးစောင့်ကြတာပေါ့နော်သားလေးကကြတော့အနေလေးတဲ့အတွက်သူကစားလေးဖြစ်နိုင်လားဆိုဖြစ်နိုင်တယ်လို့ပဲပြောတာပေါ့နော်အမားတို့ကလည်းတသားကိုဖျားများမှာဆိုလို့ပထမဆူရပါစေအမြင့်ဆုံးနေဖြစ်ပါစေလို့တော့စိတ်ထဲမှာမမျှော်ထားသေးဘူးပေါ့နော်အဲဒါကြောင့်ကနေပြီးတော့အမှတ်ကလေးတွေရပြီးလာကြည့်ပါဆိုပြီးတော့သွားပြောတဲ့သွားကြည့်ကြတဲ့နေ့မှာပေါ့နော်ဟောတသားအမှတ်200ပေး200တင်ချာအမှတ်ကရတယ်ဆိုတော့အတိုင်းမတည်ဝင်လာမိပါတယ်ရှင်ဟုတ်တယ်ပေးတဲ့ဆရာမတွေကိုလည်းကျေးဇူးရည်တင်ပါတယ်ဟုတ်ညီမတို့ဘီနာနေကြည့်ရင်တောင်းပြောတာပဲနော်ဟုတ်တယ်ကျေးဇူးပါတယ်ဟုတ်ဒါဆိုလို့ရှိရင်ညီမတို့ပေါ့နော်သားလေးကိုပေါ့နော်ပံ့ပိုးပေးရတာဝင်ထားတာကိုထပ်ပြချင်ဟုတ်ကဲ့ရှင်ထပ်တူကြပါရှင်တသားကတစ်နှစ်ပတ်လုံးသူစာလုပ်တယ်ပေါ့နော်စာလုပ်တယ်သူကစာတွေပဲစူးစမ်းပြီးလုပ်နေတော့တသားရေနားပါအောင်ပါညာအောင်ပြောယူရတဲ့အထဲမှာပါတယ်ပေါ့နော်အဲ့နဲ့တသားဒီလောက်လုပ်ထားတာဘယ်လိုထိရမလဲဆိုပြီးတော့ရင်ခုန်စိတ်လုံချရတဲ့ဒီအဖြေကိုစောင့်နေကြတာပေါ့နော်ဒီတကယ်ဒီနေ့လေရောက်လာတဲ့အခါရောသူစူးစမ်းထားတာနဲ့သူက 100% အပြည့်ရတယ်ဆိုတော့အရန်ကိုပဲပျော်ရွှင်မိပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့ပွဲလေးကိုတက်ရောက်ရတယ်အမရင်းနှီးပြီးဒီစကားတန်လေးကိုလည်းညှောင်းပေးပါဟုတ်ကဲ့ရှင်တသားလေးကပေါ့နော်ဒီဘာသာရဲ့သင်္ချာဘာသာရဲ့မှာရောဖိစစ်ဘာသာရဲ့မှာရောနောက်ထပ်ဘာသာရဲ့သူ9ခုဖြည့်ရမှာ6ခုလုံးရတဲ့အတွက်အရန်ကိုပြောပါတယ်ရှင်ကိုကတော့မိဘတယောက်အနေနဲ့ကတော့တစ်ဘာသာနှစ်ဘာသာရတဲ့အသားကြီးကျင့်တတ်ပါတယ်ဆိုပေမဲ့တသားကဘာသာရဲ့အတိုင်းကိုအမှန်အများဆုံးရအောင်ကြိုးစားပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်ပြောပါတယ်ပုံလေးပြရတယ်ရှင်ဟုတ်ပေါ့နော်သားလေးကဘယ်တန်းကိုဆက်လက်ပြီးတော့တက်ရောက်နေပါလဲပြီးတော့သားလေးကပေါ့နော်ဒီရှေ့ဆက်ရှောင်းအောင်ပဲခရီးလမ်းပေါ့နော်အမားတို့အနေနဲ့ဘယ်လိုမျိုးလေးပတ်ဖို့လဲစိတ်ကူးပါဟုတ်ကဲ့ရှင်သားကအခုSSC အတန်းလေးကိုတက်နေပါတယ်ပေါ့နော်သားလေးကသူဝါသနာသားလေးကိုသူဝါသနာပါတဲ့နေကြသူဝါသနာသင်ယူခြင်းနဲ့ပညာရည်လေးတွေကိုပဲသားကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ခိုင်းပါပါအမားတို့ပါပေါ့နော်ပြီးတော့သူတက်ချင်တဲ့တက္ကသိုလ်သူတက်ချင်တဲ့မေဂျာကိုအကောင်းဆုံးရွေးချယ်ပြီးတော့တက်ဖို့အတွက်ပေးနာကနေသားဆန္ဒလေးကိုလိုက်ရောဖြည့်ဆည်းပေးမှာပါရှင်ဟုတ်ကဲ့ရှင်အခုလိုမျိုးညီမတို့ဖြည့်ချပေးသွားတဲ့အတွက်ကြောင့်အမကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ရှင်အမတို့ကလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဒီလက်စရာလေး